မိသားစုဖက်စားအမေဟာဆင်းရဲနဲ့ဖြတ်မချဝန်းနဲ့ကိုဝင်လေးကိုလွယ်အဖေဟာနှစ်ဖူးကကျွေးခြေမကြောင်ရှာဖွေကျွေးမွေဘဝကျမ်းမာရေးကိုတာသမီပီတိနဲ့ကုစားကတ်ကြီးသုံးပါးမှာကိုကျုံလို့ဆက်ဆံအာယုံချင်းမိုးမလင်းမိကလေးကဝမ်းစာရှာခြေတော့နှချောင်းကိုခြေလေးမွေးမော်တင်စိုက်ကားတစ်စင်းရှိရင်တိုင်းပြည်တပြည်ရှိတဲ့အဖေထမင်းဖြစ်စေတဲ့စိတ်ရင်းစေတနာကဖြူစင်သာမီနာကကိုလွတ်အောင်မကြောက်တွေးနဲ့ချွေးနဲ့ရင်းနေပြီအပြင်းဖြည့်ခြင်းမရှိတဲ့စာဝိတ်နေရေးမှာကိုယ်ဆန္ဒကိုချိုးသလားခါသလားခွဲခြားမသိတာမိပါခြေကလူတန်းစားညှို့ကွေးမိနေတဲ့ခီးကရှေလျာဝေကွာမပြေဆုံးတဲ့မိသားစုကိုအတပေကိုဝင်မလေးတဲ့အဖေဟာဖြည့်သိမ့်စရာတရားဓမ္မနဲ့ဝမ်းနဲ့ခြင်းကိုမျိုးချပြီးမှမျက်ရည်ကိုထိန်ပြန်ထားရမပြေသာတဲ့လမ်းမှာဆန်ရည်ကိုမမျော်လင့်တဲ့စိတ်နဲ့အဖေဟာမိသားစုဝတ်ကိုဆွဲလပဲနဲ့ဖင်စီကန်ထိရှိုက်ပွားအမေဟာတလန်းဝင်တလန်းထွက်ခေါင်းရွက်ပြတ်ထိုးလူသားဆန်တဲ့အမိအဖဟာဂယုဏနဲ့ပွင့်တဲ့ပန်းမျိုးမူပြန်လည်းမရှိတဲ့မြတ်တာကိုအယိုးနဲ့တော့မိုးပေးဖို့ကြိုးပမ်းသာသမီတွေရဲ့ပါးကိုနှက်ရှိုက်ပြီးလောကရန်ပြထမ်းကြမှာခက်ခဲစွာရုန်းတယ်အမိအဖဆိုတာနှလုံးသားတကားကိုဖွင့်အံထားတာတဲ့ကျွန်တော်နေဖုံးဝေပါ